ဂီတကြပြဆိုတာကိုရေးကိုတာတွေမိကောင်ပေါက်ခြင်းတစ်မျိုးပါပဲအရေးတကြီးတီထွင်လိုက်မိတယ်ဟောဒီຫນွေဦးချန်နယ်တစ်ခုလုံးကျွန်တော်ခင်ဖုံးသက်ဝေပျော်ပါစီကွယ်မနေ့ကရောမနက်ဖြန်ရောဖေဖော်ဝါရီတစ်လလုံးရောအချစ်နဲ့စစ်အပြင်လူတွေပါလုံနေကြပါသလဲဘရန်ဒီလိုတက်တန်းရှည်တိုင်းလွမ်းစရာတွေဟာလွမ်းစရာကောင်းနေပြန်ပါတယ်ဂုံယူခြင်းစရာပါခင်ဖုံးသက်ဝေနှစ်ယောက်စလုံးရေဖို့ပန်းတွေဘယ်ရာဒီမှမပွင့်ခဲ့တာခင်ဖုံးသက်ဝေတက်ပြီးကျွန်တော်အခါတည်ခဲ့ရတဲ့အစိတ်ပြားတစ်ခွက်မှာဆက်တဖူးတွေပတ်ကြားအပ်ခဲ့ရဘူးတာပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမိကိုမဆုံးမိုးမဆုံးလွမ်းနေတတ်တာဂုံယူပါတယ်ခင်ဖုံးသက်ဝေမာယာလူမျိုးတွေရဲ့ပြက်ကတိန်မှာချစ်သူများနေ့ကိုဖော်ပြပုံရှုပ်ထွေးလွန်းလှတယ်ကျွန်တော်ပင်လယ်မှာဖြင့်တိတ်ကိုရိုးရှင်းပါရဲ့လှိုင်းကြားလေကြားကြောက်ဆောင်ပေါ်မှာအတောင်ညောင်းလာတဲ့အမီးနှစ်ခွစင်ရောလေးတကောင်စနှစ်ကောင်စလာနာနေမယ်လေတွေကရွှက်ဖြူတွေကိုဖောင်းကားနေအောင်တိုက်လို့ဥတူဟိုဖြတ်သွားဖြတ်လာအဲ့ဒီလှေလေးတွေစီဟေးလို့အော်တန်ခေါ်တန်ပြုကြမယ်နေနေညကိုနှလုံးသားနဲ့ဖတ်ကြရွတ်ကြပြည့်စုံကိုဖွက်လောရိုက်သွားတော့တာပဲမုံတိုင်းတွေကိုယိုကာယနဲ့နန်းဆန်မနေဘူးလားကွယ်တောင်တခမ်းကျွန်းတန်းလွမ်းငွေတက်ရင်သူ့မျက်ရည်ကိုမျက်ရည်ခွဲခြားလို့တော့မရနိုင်ပါဘူးအကောင်းဘက်ကလှည့်တွေးကြည့်စမ်းပါခင်ဖုံးသက်ဝေရေလိပ်ပြားတစ်ကောင်ရဲ့ငယ်နံမင်မာတောင်မတင်ကားစရာတွေပါနေတာမှုလွမ်းလောက်လို့သာလွမ်းပါတယ်ဘယ်လိုစုကိုတောင်းထိုက်တန်သမျှသာဆူတောင်းပြေတာကြားဘူးမှာပါကြာညိုနွယ်ရိုးတွေပြစ်စုံမိုးပြေးတွေတိမ်တွေရဲ့အညိုးအတိုင်းခိုင်မာတဲ့အောင်တက်တန့်တဝက်တပြက်တွေကျွန်တော်ရထိုက်တာထက်ကိုပြည့်စုံခဲ့ဘူးပါရဲ့မီးညံကြားကရဲရင်မှုအတွက်တော့ကျွန်တော်ကိုဒီအတိုင်းလေးပဲထားခဲ့လိုက်ပါခင်ဖုံးသက်ဝေရဲ့ဘယ်လိုချစ်ရမယ်ဆိုတာသိတဲ့နောက်သူကံကောင်းသွားမှာပါတန်းတင့်